အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ခုချိန်မှာဆိုလို့ရှိရင် train station ရောက်နေပါတော့ဒီခုနေ့ကကျွန်တော်ဒီနိုင်ငံမှာရှိနေတဲ့တမန်ဝင်နေရတစ်ခုဖြစ်တဲ့ master ကိုတောင်းပါတော့ကျွန်တော်လည်းအတူလိုက်ခဲ့ပါပြင်းပြတာပေါ့နော် master ကိုရောက်နေပါတယ်ဟာဒီဆိုင်ပါစကိုကျွန်တော် master ကိုပြေးနေတယ်ဗျာ master ပြတဲ့ထဲမှာကျွန်တော်ဓာတ်ပုံနည်းနည်းလေးရိုက်ခဲ့တယ်ပေါ့နော်ရတူးကအရန်ကိုတားရတယ်ဗျာနည်းနည်းတားရပြီးလမ်းဆန်းတာပေါ့နော်ဒါကရှိဘက်မှာရှိနေတဲ့ဒစီပါ master ကတီမီယာပုံစံပေါ့နော် master ကတီမီယာတောင်ကုန်းပေါ်မှာတိဆောက်ထားတယ်ခန္ဓာမျိုးဖြစ်တယ်ဘေးနားမှာဂျိုင်ဝိုင်းတွေပဲရှိရပေါ့နော် King of the Julia ဆိုတဲ့ဘယင်းတွေကစတင်ပြီးတော့တီဆောင်ခဲ့တဲ့ခန္ဓာမျိုးလေးပေါ့နော်ဒါခန္ဓာမျိုးပုံစံလေးတွေပါKing of the Julia ကBC 31နဲ့39ကြားမှာတည်ထောင်ပြီးတော့အဲ့ဒီကာလမှာခင်မီနေတဲ့ရေတွင်းတို့နောက်လို့ရှိရင်ရေကူးကန်တို့အတွေ့ဆောင်တို့ဖျက်ရှိခိုးချောင်းတို့အဲ့လိုမျိုးတွေကိုတည်တည်ချင်ခက်ခဏတိဆောက်ခဲ့တာပေါ့နော်ဒါကတော့သူတို့တိဆောက်ခဲ့တဲ့နန်းတော်ကြီးပေါ့နော်အဲ့ King of the Julia တိဆောက်ခဲ့တဲ့အဲ့လိုမျိုးခန္ဓာမျိုးကိုကျောင်းမတွေကနောက်ပိုင်းလာသိမ်းပါပေါ့နော်တပည့်လည်းဝိုင်းနေတဲ့ကြောက်တရားတွေရောရောမတွေဘလိုများတက်ပြီးတော့များသိမ်းနေတယ်ပေါ့နော်ရောမတွေသိမ်းပြီးတဲ့နောက်မှာလည်းရောမတွေကချာဖြစ်တဲ့အိမ်ပုံစံလေးတွေပေါ့နော်ဒါဆိုလို့ရှိရင်အိမ်ပုံစံတွေပေါ့ရောမတွေအဲ့လိုအိမ်ပုံစံတွေကျန်ခဲ့ရပါတော့ပြောချင်တာကခေကြီးနှစ်ခုရဲ့ရောထွေးတဲ့နေရာပေါ့နော်ဒါတစီပေါ့နော် see you next video ပါ